ကိုသေးမောင်ကျွန်တော်မိမယူတော့မှလို့လာပြောပြတာ ဟေးဟုတ်လားမိမယူရင်တော့အချက်၅ချက်ပြည့်စုံနေမှာရမှာနော်ခြုံတုံးရ လှုပ်ဆန်းပါပြီဗျငွေဘလို့အချက်တွေလဲ နံပါတ်1ရှာကျွေးရမယ် ထွေယွန်စရာကြီးဗျာ ဟာကောင်ကလောက်ကန်ရှာဖွေကျွေးမွေးဖို့ပြောတာဟာ ဩတော်သေးတာပေါ့ကျွန်တော်ကတလွဲတွေးလိုက်မိတာ sorry နံပါတ်2အချက်ကကိုမိမကိုမျက်နှာမလောက်ရဘူးဟာဗျာလုံးမဲ့လောက်တော့အဲ့လိုဘာတွေပြောပြန်ပြီလဲဗျာပေါက်တက်ကြရာတွေမင်းကတော့လေတလွဲကြီးတွေးနေတော့တာပဲမျက်နှာမလုံးနဲ့ဆိုတာမိမကိုဖားရပြီးမျက်နှာလိုမျက်နှာရမလုပ်ဖို့ပြောနေတာဟာ နံပါတ်3အချက်ကကိုမိမကိုမခံချင်အောင်မပြောရဘူး ဟာလောက်ပြန်ပြီ ဘာစကားကြီးလဲဗျမိမကိုမခံချင်စိတ်ဖြစ်အောင်ဒေါသထွက်အောင်မပြောရဘူးပြောတာဟာခြုံတုံးကတုံးရ ဩအဲ့လိုလား နံပါတ်4အချက်ကအမြဲတမ်းကိုမိမကိုအပေါ်စီကမဆက်ဆံရဘူးသူ့အလှည့်လည်းပေးရမှာပေါ့ဟာဗျာဘာတွေလျှောက်ပြောပြန်ပြီလဲဗျာလောက်လာပြန်ပြီခြုံတုံးရကိုရှာဖွေကျွေးမွေးနေရတယ်ဆိုပြီးအထက်စည်းဆန်ဆန်ပြောဆိုဆက်ဆံတာမျိုးမလုပ်ရဘူးပြောတာဟာ ဒါလည်းဟုတ်တာပဲဗျ နောက်ဆုံးနံပါတ်5အချက်ကမလုပ်ကျင်လဲတတ်ထားရမယ်ကွာ ဟာဗျာနားရှက်စရာကြီးဗျာ မင်းဟာလေအမှောင်ထဲရောက်ထွက်မလာဘူးထမင်းချက်ဟင်းချက်တွေကိုမလုပ်ကျင်လဲတက်မြောက်ထားရမယ်လို့ပြောတာငါတုံးကောင်ရ မှန်လိုက်လေကိုသေးမောင်ဟာဒါမှကိုမိမကိုကူညီပေးရရောက်မှ